ကဘာရွှေစည်းဘယ်ကိုသွားမှလဲကဘာရွှေစည်းနှုန်းကတော့မင်းညအနေဆုံးစည်းနှုန်းဖြစ်တဲ့ဒေါ်လာ3960အထိကိုကျသွားခဲ့ပါတယ်ဆိုတော့အခုတော့အများကသိကျင်နေကြတဲ့ရွှေစည်းနှုန်းပြန်တက်လာမှာလားဆက်ပြီးတော့ကျသွားဖို့ရှိလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ဘယ်သူမှမသိပါဘူးဒါပေမဲ့ရွှေစည်းနှုန်းကိုအတက်ကြဖြစ်စေတဲ့နောက်ွယ်ရအချက်တွေကိုကြည့်ပြီးမှစည်းနှုန်းဘယ်ကိုသွားနိုင်တယ်လဲဆိုတာကိုတော့ခန့်မှန်းလို့ပဲရပါတယ်ဆိုတော့အားလုံးသိထားတဲ့အတိုင်းအခုရွှေစည်းကွက် bear market ထဲရောက်စေတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ American ဗဟိုဘဏ်ရဲ့ဘဏ်အတိုးနှုန်း၄တန်းကြောင့်ဖြစ်တယ်ဆိုတာအားလုံးသိထားပြီဖြစ်ပါတယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အားကောင်းလာတဲ့ US ဒေါ်လာကြောင့်ဖြစ်ပါတယ်။အရင်ဆုံးရွှေစည်းနှုန်းခန့်မှန်းချက်တွေကိုယင်ကြည့်အောင်။ဒီခန့်မှန်းချက်တွေကလည်းရွှေစည်းကွက်အတွင်းကနာမည်ကြီး company တွေရဲ့စည်းနှုန်းခန့်မှန်းချက်တချို့သာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အရွာအဝယ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချဖို့ကတေချာလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဆိုတော့လက်ရှိprice chat အရာဆိုရင်တော့ဈေးနှုန်းက key level ဖြစ်တဲ့ဒေါ်လာ4500ကိုပြန်မတက်နိုင်ဘူးဆိုရင်တော့ဒေါ်လာ3800ထိတောင်ကျလာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။တချို့နာမည်ကြီးရွှေ trader တွေဖြစ်တဲ့ထိုင်းနိုင်ငံက Hwaseng Hang လို့ခေါ်တဲ့ company ရဲ့ခန့်မှန်းချက်ကတော့ဒီနှစ် fourth quarter အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလလောက်ဆိုရင်တော့ရွှေဈေးနှုန်းကကြမ်းကင်းဈေးဒေါ်လာ3500ကနေ3600အကြားမှာကြမ်းကင်းဈေးပေါ်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။နောက်ထပ် forex company တစ်ခုဖြစ်တဲ့ Onda ကတော့ဈေးနှုန်းဟာဒေါ်လာ3400အထိတောင်ကျသွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဆိုတော့ရွှေဈေးနဲ့ပတ်သက်ပြီးတော့သတိထားစောင့်ကြည့်ရမယ့်အချက်တွေလည်းရှိပါတယ်။ရွှေဈေးနှုန်းဟာ price check ကိုကြည့်ပြီးတော့ပေါ်တက်မလားအောက်ဆင်းမလားဆိုပြီးတော့ခန့်မှန်းလို့မရပါဘူး။ကျွန်တော်ပြောတဲ့နောက်ွယ်မှာရွှေဈေးနှုန်းကိုအပြောင်းလဲဖြစ်စေတဲ့အရာတွေရှိပါတယ်။ဒီလိုနောက်ွယ်ရဲ့အကြောင်းရင်းတွေကိုပဲကြည့်ပြီးတော့ခန့်မှန်းလို့ရပါတယ်။ဆိုတော့အရင်ဆုံးရွှေဈေးနှုန်းပြန်တက်လာနိုင်ဖို့ကတော့ American နိုင်ငံရဲ့ economic data အရေးကြီးပါတယ်။ American နိုင်ငံကငွေကြေးဖောင်းပွမှုနဲ့ labor market data ပေါ်မှာအများကြီးမူတည်ပါတယ်။ဒီလို economic data တွေပြောင်းလဲနိုင်မှာပဲ Fed ရဲ့အတိုးနှုန်းပေါ်မှာမူတည်ပြီးတော့လေသံပြောင်းလဲစီမှာဖြစ်ပါတယ်။ American ဗဟိုဘဏ်ရဲ့ဘဏ်အတိုးနှုန်းတိုးမဲ့လေသံဟာဆက်ပြီးရှိနေမယ်ဆိုရင်ဒါဟာရွှေဈေးကွက်အတွက်သတင်းဆိုးဖြစ်ပါတယ်။ဒုတိယချက်ကတော့နိုင်ငံတကာဗဟိုဘဏ်တွေရဲ့ရွှေဝယ်ယူမှုဖြစ်ပါတယ်။ရွှေဈေးနှုန်းဟာကြမ်းကင်းဈေးတစ်ခုရဖို့အခုအများစုမျှော်လင့်နေကြတဲ့အချက်တစ်ခုကတော့နိုင်ငံတကာဗဟိုဘဏ်တွေရဲ့ရွှေဝယ်လိုအားဖြစ်ပါတယ်အထူးသဖြင့်တရုတ်အိန္ဒိယနဲ့ရုရှားဆိုရတို့ရဲ့ရွှေဝယ်လိုအားကိုအထူးစောင့်ကြည့်နေကြပါတယ်အထူးသဖြင့်ရုရှားနဲ့တရုတ်ဟာဗဏ္ဍာရေးပိတ်ဆို့မှုတွေနဲ့ကာကွယ်နိုင်ဖို့အတွက်ရွှေဝယ်စုကြလို့ဒီလိုချိန်မှာဒီနိုင်ငံကဝင်ဝယ်လာမယ်ဆိုရင်တော့ဈေးကွက်အတွက်ဈေးတစ်ခွက်ဖြစ်လာမယ်လို့မျှော်လင့်နေကြပါတယ်နောက်တစ်ခုကတော့တရုတ်နိုင်ငံပြည်တွင်းကရွှေဝယ်လိုအားဖြစ်ပါတယ်တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာရွှေအတွက်အကြီးမားဆုံး consumer market ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ရွှေဝယ်လိုအားဟာနိုင်ငံတကာဈေးကွက်အပေါ်မှာအကျိုးသက်ရောက်မှုရှိလာနိုင်လို့ဒီအချက်ကလည်းအလေးထားစောင့်ကြည့်ဖို့လိုပါတယ်။နောက်ထပ်သတိထားစရာတစ်ခုကတော့ fourth quarter လို့ခေါ်တဲ့နှစ်ကုန်ပိုင်းနှစ်ကုန်နောက်ဆုံး3လဟာတာမန်အားဖြင့်ရွှေအယောင်အဝယ်တက်တဲ့အချိန်ဖြစ်တတ်လို့တကယ်လို့ဒီဈေးကွက်ထဲမှာအဝယ်လိုက်လို့ရှိရင်ဒါဟာရွှေဈေးနှုန်းပြန်ငိမ်စေနိုင်တယ်လို့ဆိုကြပါတယ်။နောက်ဆုံးကြည့်ရမယ့်အချက်ကတော့ moving average ဖြစ်ပါတယ်။ဒါကတော့ technical analysis အရာပေါ့နော်။အခုဆို dead cross လို့ခေါ်တဲ့ moving average 50ဟာ moving average 200အောက်ကိုကျဆင်းသွားပြီဖြစ်ပါတယ်။ဒါဟာအများပြ trader တွေက bearish signal ဖြစ်မြင်ကြပါတယ်။ bearish ဖြစ်မလား bullish ဖြစ်မလားဆိုတာတော့ဆွမ်းနာကပြောတဲ့အချက်တွေပေါ်မှာပဲအများကြီးမူတည်ပါတယ်။ဒါကြောင့်ရွှေစင်းနှုန်းအပြောင်းလဲဖြစ်စေတဲ့အချက်တွေဟာ indicator တွေရောလည်းအများကြီးအားကိုးလို့မရပါဘူး။နောက်ွယ်ကရွှေစင်းနှုန်းအပြောင်းလဲဖြစ်စေတဲ့အဆွမ်းနာပြောတဲ့အချက်တွေကိုအထူးစောင့်ကြည့်ဖို့လိုပါတယ်။ဒါမှပဲရွှေစင်းနှုန်းတက်မလားကျမလားဆိုတာကျွန်တော်တို့သိနိုင်မှာဖြစ်ပါတယ်။ဒါကတော့ဘုသူတဖြစ်မျှဝေပေးတဲ့အချက်တွေဖြစ်တဲ့အတွက်ကြောင့်အများသိအောင် share လေးလုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်။